ပညာရခြင်းဘာလို့နော်ဆန္ဒရှိရသိခြင်းနဲ့ဆန္ဒဒီလိုဆိုလို့သိခြင်းနဲ့ဆန္ဒသင်ယူခြင်းနဲ့ဆန္ဒနားထောင်ခြင်းနဲ့ဆန္ဒအဲ့ဒါလို့ပညာဆိုတာနားထောင်မှပညာဆိုတာဖြစ်တယ်ဒါမှမဟုတ်နားထောင်ခြင်းကြောင့်ရလာတဲ့ပညာကိုသုတမယပညာလို့ခေါ်တယ်အဲ့ဒီမှာတိုးတက်ပွားများလာအောင်လေ့ကျင့်တာကြတော့ဘာဝနာမယလို့ခေါ်တယ်တရားထုတရားမြတ်နဲ့ပတ်သက်လာလို့ရှိရင်ကတော့ဥပမာပဲဝိပဿနာတရားအထုတ်ပြီးမေဖို့နိဗ္ဗာန်ရတယ်ဆိုတဲ့နေရာမျိုးမှာတော့စိတ်ဓာတ်မယတမန်ပုဂ္ဂိုလ်တွေမှာမရှိဘူးတမန်အဖြစ်လူတွေကထင်နေကြတာကိုယ့်ကိုတွေးပြီးသိတာစိတ်ဓာတ်မယလို့ထင်တယ်မဟုတ်ဘူးသင်ပြီးမှတွေးတာစိတ်ဓာတ်မယမဟုတ်ဘူးမသင်မဲမကြဘူးပဲတွေးမှစိတ်ဓာတ်မယနော်အခုကမြတ်စွာဘုရားဟောထားတဲ့တရားတွေကိုသင်ယူပြီးတော့မှကိုယ့်အကိုစဉ်းစားတာဘာစဉ်းစားကိုယ့်ဟာနော်စိတ်ဓာတ်မယပညာမဟုတ်ဘူးသုတ္တမယလို့ပဲခေါ်ရမှာရှင်သာရိပုတ္တရာမထေရတောင်သုတ္တမယနဲ့ပညာမယနှစ်ခုပဲရှိတယ်ပိစိကဗုဒ္ဓနဲ့ဘုရားပဲစိတ်ဓာတ်မယပညာဒါအစင်းမြင့်လောကုတ္တရာတရားနဲ့ပတ်သက်တာကိုပြောတာစာပေကျမ်းကမှာအဲ့လိုခွဲတယ်ပရတောသုတ်တော်ဟာပရတောအသုတ်တော်ဟာသူများထံမှာကြားနာပြီးသိတဲ့အသည့်ကသုတ္တမယသူတော်ဘာထံကမကြားနာပဲကိုယ်တိုင်အတွေးနဲ့သိတာမှစိတ်ဓာတ်မယဒီလိုဆိုထားတယ်